ဒီလိုမျက်လုံးမျိုးနဲ့ဆိုဘာကိုကြည့်ကျင်ကြလဲဖြေခဲ့ကြဘူးမြက်ပြူးကောင်ကတော့ညကြရင်ငါနဲ့အိတ်ဖို့သာပြင်ထားပြီတော့လို့ပြောလိုက်တော့ကောင်လေးကမခံနိုင်ပဲရှေ့ထွက်လာကမင်းလောင်းချင်တယ်မလားငါနဲ့လောင်းမယ်လို့ပြောလိုက်တယ်ကောင်မလေးကချက်ချင်းပဲကောင်လေးကိုနင်ကဘာလောင်းမှာအထဲပြန်ဝင်နေစမ်းလို့ပြောလိုက်တော့ပြန်ဝင်သွားရတယ်ကောင်မလေးကဒီပထမအချိန်တော့နင်နိုင်သွားတယ်ဆိုပေမဲ့ငါမှာကပြောင်ကြီးနဲ့နှက်ခမ်းမွေးဆရာကြီးနှစ်ယောက်ကြံသေးတယ်မရှုံးသေးဘူးလို့ပြောလိုက်တယ်မြက်ပြူးကတော့ထုံးစံအတိုင်းစော်ကားမော်ကားပဲပြောနေတာပေါ့ပြောင်ကြီးဆရာကမခံနိုင်တော့မင်းတို့ကတိတ်အနိုင်ကျင့်ကျင်ကြတယ်ပေါ်ရတယ်ငါလောင်းတဲ့မျက်လုံးဆိုလဲမျက်လုံးပေါ်လို့ဆိုကကြောက်တုံးစီသွားလိုက်ပြီးအုပ်ထားတဲ့အပိုင်းကိုဖယ်လိုက်ကဓမီနဲ့တေချာထိုးကြည့်ပါတော့တယ်ဓမီနဲ့ထိုးကြည့်လို့အားမရတော့မှန်ပြီးလုံးကုန်းနဲ့ပါတေချာကြည့်ပါတော့တယ်ခေါင်းကိုကုတ်လိုက်ဖင်ကိုကုတ်လိုက်နဲ့ကောင်မလေးကအခြေအနေဘလို့လဲမေးတော့ပြောင်ကြီးကသူလဲတိတ်မတေချာဘူးဖြစ်နေတယ်ဒီအချိန်မှာတစ်ဖက်ကန်းကလာပြီးတော့ဒီလောက်အချိန်အကြာကြီးကြည့်နေတာခုထိဘာမှမသိသေးဘူးလို့တရောတလို့မေးလိုက်တယ်ပြီးတာနဲ့တစ်ဖက်ကန်းကသူ့ရဲ့တစေမျက်လုံးကိုဖွင့်ကကြောက်တုံးကိုတေချာကြည့်လိုက်တော့တယ်ကြည့်ပြီးတာနဲ့သူ့မျက်လုံးကိုပြန်ဖုံးလိုက်ပြီးဒီကြောက်ဟာအထဲမှာရေခဲလိုအယောင်ဖြောတော့လေဘလို့ပုံစံရှိလဲကအစတေချာပြောလိုက်ပြီးကြောက်တုံးကိုခွဲခိုင်းလိုက်ပါတော့တယ်ကြောက်တုံးကိုခွဲဆက်မှဖြက်ကစပွဲပေါ်ကိုတေချာလေးယူလာခဲ့တယ်ပြောင်ကြီးကစွမကင်တက်ဘူးဖြစ်မဲ့အတင်းကိုဖျက်ကြည့်လိုက်တော့ကြောက်တုံးဟာတစ်ဖက်ကန်းပြောတဲ့အတိုင်းတထေရတဲ့တူနေခဲ့တော့တယ်ပြောင်ကြီးကတော့ကြောက်ပြီးခေါင်းမွေးတွေတောင်မှထောင်တက်လာပါတော့တယ်ပြောင်ကြီးကသူရှုံးချောင်းဝင်ခံလိုက်တယ်ဘေးကနွားတတိုက်ကတော့ဘာတွေပြောလို့ပြောမှန်းကိုမသိဘူးကွယ်မြက်ပြူးကောင်ကပြောင်ကြီးရဲ့မျက်လုံးကိုထုတ်ဖို့အမိန့်ပေးလိုက်တာပြောင်ကြီးကသူ့ဟာသူလုပ်မယ်လို့ပြောလိုက်ကလက်ညှိုးလေးတစ်ချောင်းထောင်ပြီးသူ့ရဲ့မျက်လုံးကိုထိုးကန်းလိုက်ပါတော့တယ်ဗျာမျက်လုံးကန်းသွားတဲ့ပြောင်ကြီးကိုဆေးရုံအမြန်ပို့ခိုင်းလိုက်တယ်မြက်ပြူးကောင်ကထလာပြီးကောင်မလေးကိုတတိထားဖို့သူနှစ်ပွဲနိုင်သွားပြီဖြစ်ကြောင်းနောက်တစ်ပွဲနိုင်ရင်သူပိုင်ပြီလို့ပြောရင်ပါးလေးကိုလာကိုင်းနေတော့တယ်ကောင်လေးကဘေးကနေကြည့်ပြီးတဝင်းတွေတိုးနေခဲ့တာပေါ့မင်းသားဆိုရင်တော့ထထိုးပြစ်လိုက်မှာဗျဟိုကောင်ကပါးကင်ထားတဲ့လက်လေးကိုသူ့ဟာသူနမ်းပြီးဖီးတွေတက်ပြနေတာနှက်ခမ်းမွေးဆရာကြီးကသူကြံသေးတယ်မင်းတို့ကိုပညာပြမယ်ဘာညာပေါ့မြက်ပြူးကောင်ကတကယ်လို့ခင်များဆုံးရင်မင်းတို့မိသားစုစီးပွားရေးတွေအကုန်ငါတိတ်မဲ့ဘလို့လဲမေးလိုက်တော့ကောင်မလေးကိုပြန်ကြည့်ကကောင်မလေးကခေါင်းညိတ်လိုက်မှနှက်ခမ်းမွေးဟာမင်းတို့ကိုငါဆိုတာဘလို့ကောင်မျိုးလဲဆိုတာဒီနေ့တေချာပြပေးမယ်လို့ပြောလိုက်တော့တယ်ဒီလိုနဲ့တတိယကြောက်တုံးသားသွားကဖုံးထားတဲ့အပိုင်းကိုဖယ်လိုက်ပြီးတော့ဘလောက်ထိတော်လဲဆိုရင်ဓမီတော်မထိုးကြည့်ဘူးတန်းပြီးကိုပြောလိုက်တော့တယ်ဒီကြောက်တွင်းမှာအစင်နှမ်းမြင့်နဲ့အစိမ်းရောင်ရှိနေတယ်လို့ပေါ့ကောင်လေးကတော့မှားနေပြီဆိုတာသိနေခဲ့တယ်